မနေ့ကပဲကျွန်တော်တငယ်ချင်းတယောက် online ကနေငွေအလိမ်ခံလိုက်ရပါတယ်ခမားအနေနဲ့ရောပစ္စည်းဝယ်ရင်ဒါမှမဟုတ်အလုပ်တစ်ခုခုရှာရင်ဒါ online ကနေငွေအလိမ်ခံလိုက်ရပြီလို့စိုးရိမ်ဘူးတဲ့အခက်အတန့်လေးတွေရှိလားရှိရဆိုရင်ဒါတင်တယောက်တည်းခမားတယောက်တည်းလုံးဝမဟုတ်ပါဘူးဒီနေ့ခေတ် online လိမ်လည်မှုတွေကကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ Facebook တို့ TikTok တို့ Viber တို့ Telegram တို့စတဲ့ application ကနေနီလန်အမျိုးမျိုးနဲ့ဝင်ရောက်လာတာပဲဖြစ်ပါတယ်ဗျတချို့ဆိုရင်ဘဝတတာအတွက်စုဆောင်းထားတဲ့ငွေကြီးတွေပါအကုန်လုံးဆုံးရှုံးရတဲ့အထိလိမ်လည်မှုတွေကစိုးဝါးစွာကြုံတွေ့နေရတာဖြစ်ပါတယ်ဗျငွေလိမ်တဲ့လူတွေကကျွန်တော်တို့ရဲ့အဓိကအားနည်းချက်ကိုသူတို့က target ထားပြီးမှငွေလိမ်ကြတာပဲဖြစ်ပါတယ်ဗျဥပမာအားဖြင့်ကျွန်တော်တို့ရဲ့လောဘမောဟတွေနဲ့တော်တော်လေးကိုဆိုင်ပါတယ်ဗျမိတ်ဆွေတို့အနေနဲ့လည်းပစ္စည်းတစ်ခုခုအလကားသို့မဟုတ်အချောင်နည်းနဲ့ဘယ်တော့အခါမှရဖို့စိတ်မကူးလိုက်ပါနဲ့ဒီလိုစိတ်ကူးလိုက်မယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့အလိမ်ခံရဖို့80%လောက်တည်ကြသွားမှာပဲဖြစ်ပါတယ်ဗျာဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုမှာတော့လက်ရှိမြန်မာနိုင်ငံမှာအဖြစ်များဆုံးလိမ်လည်မှုတွေကဘာတွေလဲသူတို့ကဘယ်လိုပုံစံနဲ့လိမ်ကြတာလဲပြီးတော့ကျွန်တော်တို့ကိုယ်တိုင်နဲ့ကျွန်တော်တို့မိသားစုတွေကိုဒီလိုအလိမ်ခံရမှုကနေတဆင့်ဘယ်လိုကာကွယ်နိုင်မလဲအစရှိသဖြင့်အသေးစိတ်ပြောပေးသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်မို့လို့ဗီဒီယိုကိုအဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ဗျာပထမဆုံးအနေနဲ့အဖြစ်အများဆုံးလိမ်လည်မှု၃ခုကတော့ online shopping scam fake job scam နဲ့ phishing and OTP scam တွေဖြစ်ပါတယ်ဗျာနံပါတ်1ကတော့ online shopping scam ပဲဖြစ်ပါတယ်ဗျာဒါကတော့အဖြစ်အများဆုံးပဲဖြစ်ပါတယ်ဗျာနာမည်ကြီး brand တွေဖုန်းတွေနဲ့အိုးတွေကိုပေါက်ဈေးထက်အများကြီးတက်တာတဲ့ဈေးနဲ့ရောင်းမယ်ဆိုပြီးမှကြော်ညာတက်ကြပါတယ်ဗျာပြီးတာနဲ့ငွေကြိုလွဲပြီးမှ block သွားတာမျိုးဒါမှမဟုတ်ပစ္စည်းအစစ်အစပစ္စည်းအတူတွေထည့်တာအုတ်ခဲတွေထည့်ပြီးမှပို့ပေးတာမျိုးအထိရှိပါတယ်ဗျာနံပါတ်2ကတော့ fake job scam ပဲဖြစ်ပါတယ်ဗျာဒါကတော့အလောက်အကင်လိမ်လည်မှုပဲဖြစ်ပါတယ်ဗျာအထူးသဖြင့် Telegram နဲ့ Facebook မှာအများဆုံးတွေ့ရပါတယ်ဗျာတနေ့ကိုဖုန်းလေး3ရုံနဲ့ငွေဘယ်လောက်ရမယ်လို့ YouTube ဗီဒီယိုတွေကို like and subscribe လုပ်ပေးုံနဲ့ပတ်စံရမယ်ဆိုပြီးမှဆွဲဆောင်တက်ကြပါတယ်ဗျာအစပိုင်းမှာယုံကြည်လာအောင်ငွေလေးနည်းနည်းတကယ်လွဲပေးတတ်ပါတယ်ဗျာဒါပေမဲ့နောက်ပိုင်းမှာတော့ VIP member တွေဝင်ရမယ်ဒါမှမဟုတ် tax တွေကိုဆက်လုပ်ဖို့အတွက်ငွေအရင်အနည်းထည့်ရမယ်ဆိုပြီးမှငွေအများကြီးထည့်ခိုင်းပြီးမှလိမ်လည်သွားကြတာပဲဖြစ်ပါတယ်ဗျာနံပါတ်3ကတော့ phishing နဲ့ OTP scam တွေပဲဖြစ်ပါတယ်ဗျာဒီလိုလိမ်လည်နည်းတွေမှာဘဏ်ကနေဆက်တာပါ KP ဒါမှမဟုတ် Wave Money ကနေဆက်တာပါဆိုပြီးမှအကောင့်ပိတ်ခံရမယ်ဒါမှမဟုတ်ပတ်စံဘလောက်ပေါက်တယ်ဆိုပြီးမှကျွန်တော်တို့ကိုလိမ်လည်ပြီးမှဆက်သွယ်တာပဲဖြစ်ပါတယ်ဗျာခင်ဗျားတို့ဖုန်းထဲမှာဝင်လာတဲ့ OTP ဂလန်း6လုံးကိုတောင်းလိုက်မယ်ပြီးရင်အဂနန်းကိုပေးလိုက်တာနဲ့ခင်ဗျားတို့အကောင့်ထဲမှာရှိတဲ့ငွေတွေအကုန်ပါသွားမှာပဲဖြစ်ပါတယ်ဗျာဒီနေရာမှာအရေးကြီးတာက OTP ဆိုတာ one time password ကိုဆိုလိုပြီးမှဒီ OTP ကိုခင်ဗျားတို့စီကဘယ်သူမှတောင်းမှလုံးဝမဟုတ်ပါဘူးဘန်ကိုယ်တိုင်ကလည်းဆက်သွယ်ပြီးမှတောင်းမှလုံးဝမဟုတ်ပါဘူးခင်ဗျာဒီလိုလိမ်လည်မှုကနေကျွန်တော်တို့ဘယ်လိုကာကွယ်မလဲဆိုတာကိုစက်ကြည့်ကြရအောင်ဗျာပထမဆုံးတစ်ချက်အနေနဲ့ကောင်းလုံးနေရင်သတိထားပါပစ္စည်းတစ်ခုကပေါက်ဈေးထက်အဆက်မတန်ဈေးပေါ်နေတယ်အလုပ်တစ်ခုကဘာမှလုပ်เสียမလိုပဲနဲ့ဝင်ငွေတွေအမြောက်အများရရှိနေတယ်ဆိုရင်ဒီဟာတွေအားလုံး99%အထိဒီဟာတွေက scam ဖြစ်ဖို့တော်တော်များပါတယ်ဗျာလောဘကိုရှေ့တန်းမတင်မနဲ့တိကျစဉ်းစားပြီးမှဆုံးဖြတ်ချက်တစ်ခုချကြပါဗျာဒုတိယအချက်ကတော့ page ကိုတေချာစစ်ဖို့ပဲဖြစ်ပါတယ်ဗျာဒီ Facebook page ကဘယ်တော့ထောင်တာလဲ page name ကဘယ်နှခေါက်ချိန်ပြီးပြီလဲအစရှိသဖြင့်စစ်ဆေးပါဗျာအဓိကဒီနေရာမှာ page review တွေကိုပါ fake အတုတွေသူများကိုပတ်စံပေးပြီးမှထည့်ထားတဲ့ review တွေဖြစ်တတ်ပါတယ်ဗျာဒီဟာကိုလည်းတေချာလေးကြည့်ပြီးမှမိတ်ဆွေတို့စဉ်းစားပြီးမှဆုံးဖြတ်ပြီးမှလုပ်စီခြင်းပါတယ်ဗျာတတိယအချက်ကတော့ကိုရေးကိုတာအချက်အလက်တွေ OTP တွေကိုဘသူ့ကိုမှလုံးဝမပေးပါနဲ့ဗျာညီတိဗန်မှာခင်ဗျားတို့ရဲ့ OTP ဒါမှမဟုတ်ခင်ဗျားတို့ရဲ့ password ကဘာလဲဆိုပြီးမှခင်ဗျားတို့ကိုလုံးဝမေးမှာမဟုတ်ပါဘူးစရုပ်ထအချက်အနေနဲ့ကျွန်တော်တို့ရဲ့ account တိုင်းကို 2FA two factor authentication ဆိုတဲ့အချက်ကိုဖွင့်ဖို့လုံးဝ
မမေ့ပါနဲ့ခင်ဗျာ Facebook တို့ Telegram တို့ TikTok တို့စတဲ့ social media app တွေကို 2FA ခံထားပါဗျာဒါမှသူများအနေနဲ့ခင်ဗျားရဲ့ password ကိုတိသွားရင်တော့မှဝင်သွားဖို့အတွက်သူတို့လွယ်ကူမှာမဟုတ်ပါဘူး online လိမ်လည်မှုတွေကနေ့စဉ်နဲ့အမျှဒါနီလန်အသစ်တွေသုံးပြီးမှလိမ်လည်နေကြတာပဲဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့အနေနဲ့သတိရှိဖို့လိုအပ်ပါတယ်ခင်ဗျာငါကတော့အလိမ်မခံနိုင်ပါဘူးဆိုတဲ့အတွေ့ကိုဖျောက်ပြီးမှတန်တရားရှိရင်အရင်ဆုံးလုံနေတဲ့အရာကိုရက်တန့်ပါပြီးမှစဉ်းစားပါပြီးရင်ဤပညာတွေကိုနားလည်တက်ကျွမ်းတဲ့လူတွေကိုမေးမြန်းပါဗျာဒီလိုဗီဒီယိုကခမရအတွက်အကျိုးရှိမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဗျာခမရရဲ့ပတ်ဝန်းကျင်နဲ့ခမရရဲ့မိသားစုတွေကိုလည်းအလိမ်မခံရအောင်ဘယ်လိုနည်းနဲ့ကာကွယ်ရမလဲဆိုတာဒီဗီဒီယိုကို share ပြီးမှပြောပေးလိုက်ပါဗျာခမရအနေနဲ့ရောဒီလို online မှာအလိမ်ခံရမလို့စသဖြင့်ဖြစ်ခဲ့တဲ့အတွေ့အကြုံတွေရှိရင်လည်းအောက်က comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဗျာကျွန်တော်ရဲ့ channel မှာဒီလိုနည်းပညာတွေဗဟုသုတတွေကိုနေ့စဉ်နဲ့အမျှတင်ပေးမှာမို့လို့ like and subscribe လေးလုပ်ဖို့လုံးဝမမေ့ပါနဲ့ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့အားလုံးပဲတာယာနေလို့ဖြစ်ပါစေဗျာ